မြန်မာပြည်အရှေ့ပိုင်းတောတောင်ထူထပ်သောကျေးလက်ဒေသရှိရွှေပြည်သာကျေးရွာအနီးတွင်ရှေးဟောင်းမြူဆိုင်းတောင်ရှိပြီးကျေးရွာသားများကဤတောင်ကိုတရေတောင်ကြီးအဖြစ်ရှောင်ကျဉ်လေးရှိသည်လွန်ခဲ့သောနှစ်ပေါင်း100ကကျေးရွာကိုကာကွယ်ခဲ့သည့်သူရဲဆက်တရေသည်အကျိုးမဲ့ဖြစ်သက်ခံရပြီးနောက်ကျိန်စာတစ်ခုခြံခဲ့သည်ဟုအစဉ်လာပြောဆိုကြသည်ဇေယျအသက်23သည်ရန်ကုန်မှသူ့အဖေ၏ရုတ်တရက်သေဆုံးမှုကြောင့်ရွှေပြည်သာသို့ပြန်ရောက်လာသည်ကျေးရွာသားများကသူ့ကိုကြောက်ရွံ့သောမျက်လုံးများဖြင့်ကြည့်နေကြသည်အစပြိုးလာသောထူးဆန်းမှုများညအချိန်တွင်တောင်ထိပ်မှလှိုင်းညည်းတံများကြားရသည်ဇေယျ၏ငယ်တငယ်ချင်းထီးကတောင်ကြီးကလူစိမ်းတွေကိုမကြိုက်ဘူးဟုသတိပေးသည်ကျေးရွာတဝိုက်တွင်နွားများကြက်များအစုလိုက်ပျောက်ဆုံးလာပြီးအိမ်တကားများပေါ်တွင်သွေးနှင့်ရေးထားသောလက်ပွေရာများပေါ်လာသည်ဘိုးဘွား၏သတိပေးချက်ကျေးရွာထဲရှိအိုမင်းသောဥပခင်ကဇေယျအားရှင်းပြသည်သူ့အဖွဲ့သည်သူရဲဆက်၏ကျိန်စာကိုဖြေဖို့လူအသက်တဦးလိုအပ်သည်ဟုဆိုသည်ရွာသမိုင်းနှင့်ထိတွေ့ခြင်းဇေယျနှင့်ထီတို့သည်ရောစာကြည့်တိုက်တွင်မှုတက်နေသောစာရွက်စာတမ်းများကိုရှာဖွေတွေ့ရှိသည်သူရဲဆက်သည်ကျေးရွာကိုဗြိတိရှားတို့မှကာကွယ်ရင်းတေဆုံးခဲ့ပြီးသူ၏အလောင်းကိုတောင်ထိပ်တွင်မြေမြုပ်ခဲ့ကြောင်းသိရသည်ကျိန်စာ၏အရှိန်မြင့်လာခြင်းကျေးရွာသားများတဦးပြီးတဦးယူသွတ်လာသည်ထီ၏ညီဖြစ်သူမောင်သည်တောင်ထိပ်သို့လမ်းပြမှုခံရပြီးနောက်ပျောက်ဆုံးသွားသည်ညအချိန်တွင်တောင်ထိပ်မှမီးခိုးများထွက်လာပြီးရွာကိုဝိုင်းရန်လာသည်အဖြေရှာခြင်းဥပခင်ကကျိန်စာဖြေရန်သူရဲဆက်၏အယိုးပြကိုတောင်ထိပ်တွင်ပြန်မြုပ်ရမည်ဟုပြောသည်သို့သောဤအမှုကိုလှုပ်ဆောင်သူသည်အသက်စတေးခံရနိုင်သည်ဟုသတိပေးသည်တောင်ထိပ်သို့ခရီးစန်းစေရသည်သူရဲဆက်၏အယိုးပြကိုယူကာတောင်ထိပ်သို့တက်သည်လမ်းတစ်လျှောက်တွင်လွန်ခဲ့သောကျေးရွာသားများ၏အရေးများသူ့ကိုနှောင့်ယှက်သည်အဆုံးသတ်နှင့်စိတ်လှုပ်ရှားဖွယ်မော်အဖြစ်တောင်ထိပ်တွင်သူရဲဆက်၏တရေသည်ဇေယျအားရင်ဆိုင်သည်ဇေယျကအယိုးပြကိုပြန်မြုပ်ပြီးကျေးဇူးတင်ပါတယ်ဟုပြောသောအခါတရေသည်ငြိမ်သက်သွားသည်သို့သောဇေယျအိမ်ပြန်ရောက်သောအခါသူ့လက်မောင်းတွင်သွေးနှင့်ရေးထားသောလက်ပွေရာများကျန်ရစ်နေသည်ကျေးရွာသားများပြန်လည်စုစည်းလာကြသောဇေယျလည်းညအချိန်တွင်တောင်ထိပ်မှညီးတံများဆက်လက်ကြားရသည်ရွာမှထွက်ခွာသွားတော်လဲသူ့နောက်ကိုသူရဲဆက်၏အရေးကလိုက်နေသည်ဟုခံစားရသည်မြမရိုးရာတရေဇလန်းများနှင့်ကျိန်စာများကိုအခြေခံသည်ဒလိထုံနှန်းအယိုးပြမြုပ်ခြင်းကျေးရွာသားများ၏ကြောက်ရွံ့မှုနှင့်စုပေါင်းယုံကြည်မှုများသည်တင်ကေတသွေးလက်ပွေရာသည်အသက်စတေးမှုနှင့်ပြန်လည်ပေးဆက်မှုကိုကိုစားပြုသည်မိသားစုဆက်ခံမှု၏ဝန်ထုံးနှင့်ကျေးဇူးကြွေးပြန်ဆက်ခြင်းရှေးဟောင်းများကိုပြင်ဆင်ရန်စိတ်အားထက်သန်လျက်ရှိသည်ကျိန်စာသည်ယာယီငြိမ်သွားတော်လဲဇေယျနှင့်ကျေးရွာအပေါ်သူရဲဆက်၏အရေးသည်အစင်မပြတ်ကြံရစ်နေသည်